ဘယင်ကမင်းသားရဲ့အိပ်ယာကားစားကိုရိုင်းဆိုင်ဆွဲဖယ်ချလိုက်ပြီးချက်ချင်းပဲမင်္ဂလာဝတ်စုံဝတ်တီလက်ထပ်ဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့မင်းသားကမင်းသမီးကိုတစ်ချက်ပဲကြွေးလိုက်ပြီးမလှဘူးဆိုတဲ့အမြင်နဲ့တိုက်ရိုက်လက်ထပ်မှုကိုညှင်းပယ်လိုက်တယ်။ဘယင်ကချက်ချင်းအဆက်ကွဲသွားပြီးသူ့အစားအခြားလူကိုရှာပြီးလက်ထပ်ခိုင်းမယ်လို့ချင်းချောက်လိုက်တယ်။ဒါပေမဲ့မင်းသားကလုံးဝမစိုးရင်ခဲ့ဘူး။မင်းသမီးကတော့ဒီလူရဲ့မာနာကြီးမှုကိုစိတ်ဝင်စားသွားခဲ့တယ်။သူမမင်းသားကိုမလိုချင်တယ်လို့မင်းသားလည်းသူမကိုမလိုချင်ဘူး။ဒါကြောင့်6လစာသဘောတူညီချက်တစ်ခုတင်ပြလိုက်တယ်။အချင်းကုန်ပြီးနောက်မင်းသားထောက်မှန်နင်းနေသေးတယ်။သူမအခြားသူတစ်ယောက်နဲ့လက်ထပ်မယ်လို့ဆိုလိုက်တယ်။မင်းသားကမာနနဲ့အာနာတက်သွားပြီးချက်ချင်းလှည့်ထွက်သွားခဲ့တယ်။ဒါဖြစ်သူဒီလိုလာသလိုပြုမှုနေတာကိုမြင်နေဘရင်ကမြို့ထဲရှိမလက်ထပ်ရသေးတဲ့ယောက်ျားအားလုံးကိုမိတ်ဆက်ပွဲတစ်ခုပြုလုပ်ပေးရတော့တယ်။ဒါပေမဲ့မင်းသမီးအခမ်းအနားထဲဝင်လာတာနဲ့တင်ယောက်ျားတစ်ယောက်ရုတ်တရက်ပေါ်လာတယ်။သူမကိုမနစ်သက်တဲ့မျက်နှာနဲ့ကြည့်ပြီးမလှဘူးလက်ထပ်ချင်းလိုလုံနေတယ်လို့ပြောလိုက်တယ်။ပြီးတော့သူမရဲ့မျက်နှာဖုံးကိုအတင်းဆွဲပြုတ်ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့မင်းသမီးကလင်းမြန်းစွာတုံ့ပြန်ပြီးယောက်ျားကိုခဏအတည်းမြေပြင်ပေါ်လဲကျအောင်လှုပ်လိုက်တယ်။လူအုပ်ကအားပေးကြွေးကြော်ခဲ့ကြတယ်။ဒါပေမဲ့သူမလှည့်ကြည့်လိုက်တဲ့အချိန်မှာမျက်နှာဖုံးကမတော်တဆပြုတ်ကျသွားခဲ့တယ်။မင်းသားကချက်ချင်းမျောလင့်ခဲ့ပြေးသွားစွာပြီးမြင်ဘာမှမမြင်တာပဲအလွန်စိတ်ပြတ်သွားခဲ့တယ်။ဘေးမှာရှိတဲ့ကျွန်တော်ကမင်းသားကိုတိုက်တွန်းခဲ့တယ်။မင်းသမီးမလှဘူးဆိုတဲ့သတင်းတွေရှိပေမဲ့အတန်ကတော့အလွန်တားရတယ်လို့ပြောလိုက်တယ်။ဒါပေမဲ့မင်းသားကပြန်ပြေးလိုက်တယ်။ဒီလောက်သဘောကျနေရင်မင်းပဲလက်ထပ်လိုက်ပါလား။6လပြည့်တော့တဲ့အခါမင်းသမီးကစစ်သူကြီးနဲ့လက်ထပ်ဖို့ရွေးချယ်လိုက်တယ်။မင်္ဂလာနေ့မှာဧည့်သည်တွေအားလုံးအားပေးကြွေးကြော်ပြီးမင်းသမီးရဲ့အမှန်တကယ်မျက်နှာကိုမြင်ချင်နေကြတယ်။အဲ့ဒီအချိန်မှာပဲမင်းသမီးကမင်္ဂလာဝတ်စုံနဲ့အခန်းထဲကိုဖြည်းဖြည်းဝင်လာခဲ့တယ်။အခမ်းအနားမပြီးခင်မှာပဲမင်းသားကရုတ်တရက်ဝင်လာပြီးသူမရဲ့ဖုံးခွေထားတဲ့မျက်နှာဖုံးကိုဆွဲဖယ်ဖို့လက်လက်လိုက်တယ်။စစ်သူကြီးကချက်ချင်းတားလိုက်တယ်။ဒီကုံမြင်တဲ့မင်းသမီးကနင့်နာစွာပြောလိုက်တယ်။လောကကြီးကအလွန်မျက်နှာပြင်ပေါ်မှာတဲ့အကဲဖြတ်တတ်တယ်။အရင်တုန်းကမင်းမလက်ထပ်ချင်းဖို့ဆိုခဲ့ပြီးဒီနေ့တော့ငါမျက်နှာကိုမြင်ချင်လို့ဒီလောက်အလင်းအမြန်ရောက်လာတယ်။ဒါပေမဲ့မင်းသားကမလျှော်ပဲသူမမျက်နှာကိုကြည့်ချင်တယ်လို့ဆက်တောင်းဆိုခဲ့တယ်။အမင်းတခုနဲ့ပဲစစ်သားတွေအားလုံးဝင်လာခဲ့တယ်။မင်းသမီးကတိုက်ခိုက်ခြင်းချင်းမရှိပဲမင်းသားကိုချစ်ချင်းထွက်သွားစေခြင်းခဲ့တယ်။နောက်ဆုံးမှာတော့သူမကိုယ်တိုင်မျက်နှာဖုံးကိုဖြုတ်ချလိုက်တယ်။အဲ့ဒီအချိန်မှာသူမရဲ့အလားကမယုံနိုင်လောက်အောင်ထိန်ရှားလာခဲ့တယ်။ခဏတခင်လူအားလုံးအံ့အားသင့်ပြီးစကားမပြောနိုင်အောင်တိတ်ဆက်သွားခဲ့တယ်